လောကမှာအတိနဲ့ဘဝရဲ့အနေအမြင်ဟာတစ်ထပ်ထဲလောက်ကြတယ်အတိမြင်မှဘဝကမြင်တာအတိအမြင်နှိမ့်ကြရင်လေဘဝကနှိမ့်ကြသွားတတ်တယ်အတိနဲ့တတိဆိုတာဘဝမှာသိအရေးကြီးတဲ့အရာပေါ့ဟိုးတော့ကအိမ်ရှိစံမင်းသားကြီးနဲ့ညာတော့အိမ်ရှိစံမိဖုရားပေါ့ဘဝရဲ့အနေထားကတော့အိုကေမှာစိုးပြေးလာတာပါပဲညီနောင်9ပါးမယား9ယောက်နဲ့ဂန္ဓာယကိုဖြတ်လာတဲ့အခါအစာရည်စာတွေပြတ်ကြတော့ပါလာတဲ့မယားတွေကိုအလှည့်ကျတတ်စားကြမယ်ဆိုပြီးပါလာတဲ့မယားတွေကိုအလှည့်ကျတတ်စားခဲ့ကြပြီမယ်လို့နောင်တော်ကြီးကသူ့မိဖုရားအလှည့်ကျတော့မတတ်ရဲ့မစားရဲ့လို့ညီနောင်တွေအပေါ်တစ္ဆာဖောက်ပြီးမယားကိုထပ်ပြီးတော့တောလန်းကထွက်ပြေးလာတဲ့အထိအိမ်ရှိစံမင်းသားကြီးရဲ့အချစ်တွေကိုခံခဲ့ရတဲ့အချစ်တော်မိဖုရားလေးပေါ့လမ်းသွားရင်ရင်ငါလိုက်တာမောင်းတော်ရဲ့လို့ဆိုတော့မိဖုရားကိုပခိုးမောကချထက်လာတဲ့ဓာတ်နဲ့ခန္ဓာကိုယ်ကသွေးဖောက်ပြီးတော့ရော့တော့ဆိုပြီးတော့တိုက်လောက်အောင်အိမ်ရှိစံမင်းသားကြီးရဲ့အချစ်တွေကိုသိမ့်ပိုက်ရယူနိုင်ခဲ့တဲ့အချစ်တွေကံကောင်းခဲ့တဲ့အချစ်ခံမိဖုရားလေးတစ်ပါးပေါ့အဲ့ဒီလိုဘဝဘေးအခြေအနေတွေကအာလုံးကောင်းခဲ့တဲ့သူအဲ့ဒါလိုဘဝဘေးအခြေအနေတွေကအာလုံးကောင်းနေခဲ့ပေမဲ့လေသူ့အသည့်သူ့အမြင်ကသူများပစ္စည်းတွေကိုခိုးလို့အဖမ်းခံရပြီးတော့ခြေဖြတ်လက်ဖြတ်မြေကမ်းစပ်ကနေမျောလွတ်လိုက်လို့ခြေမပါလက်မပါနဲ့မျောချင်ရမျောလာတဲ့ခြေပြတ်လက်ပြတ်တခိုးငပောင်တို့ကိုမြင်ပြန်တော့ကိုထိန်းရကောင်းမှမသိစိတ်အလိုလိုက်စိတ်အကြိုက်ဦးစားပေးပြီးဝေဖန်ပိုင်းခြားနိုင်တဲ့အတိမဲ့နဲ့သွားချစ်လိုက်ပြန်တဲ့အတိမဲ့သူမိဖုရားလေးတစ်ပါးဖြစ်ပြန်ရောအဲ့ဒီတခိုးငပောင်တို့ကြီးကမှချစ်လှကြီးကြိုက်လှကြီးဆိုပြီးညီနောင်တွေပေါ်တစ္ဆာဖောက်ပြီးတော့လမ်းမှာကိုခန္ဓာကသွေးကိုတောင်ဖောက်တိုက်ခဲ့တဲ့ဘရင်သာအိမ်ရှိစံမင်းသားကိုတေချောင်းကြံပြီးတော့ငပောင်တို့တခိုးကြီးနဲ့ထွက်ပြေးခဲ့တဲ့အတိမဲ့တဲ့မိဖုရားပေါ့အဲ့ဒီအကြောင်းအရာလေးကိုစဉ်းစားပြီးတော့လူဆိုတာကို့အတိရှိသလောက်ပဲဘဝကနေရတာပဲလို့စဉ်းစားမိလာတယ်ဘလောက်ပဲအခြေအနေတွေကကောင်းကောင်းဘယ်လိုပဲဘဝအကြောင်းတွေကလှလှလူဆိုတာအတိမရှိရင်ဘဝမှာအဆင်မမြင့်နိုင်ဘူးလို့စဉ်းစားမိလာတယ်ဒါကိုအချစ်မှမျက်စိမရှိဘူးလို့ပြောချင်ရင်ပြောနိုင်စရာပါပဲမျက်စိမရှိဘူးဆိုတာအတိအမြင်မရှိဘူးဆိုတာပဲအခြေမှမဟုတ်ဘူးအခြေရေးဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်အိမ်နောင်ရေးဖြစ်ဖြစ်ပေါင်းရင်သေးမှာပဲဖြစ်ဖြစ်